ကဘာပေါ်ရှိအမျိုးသားလက်ရွေးစင်အသင်းတိုင်းမှာအားနည်းချက်တစ်ခုစီရှိကြပါတယ်။ပြင်သစ်အသင်းဟာတကူတော်ကစားသမားတွေနဲ့ပဲပြည့်နှက်နေတယ်။ဂျာမနီအသင်းမှာတော့စစ်မှန်တဲ့တိုက်စစ်မှုမရှိဘူး။စပိန်အသင်းရဲ့ခန်းစစ်ကတော့အားနည်းလွန်ပါတယ်။ဘယ်လ်ဂျီယံအသင်းဟာကျယ်ပွင့်ကစားသမားတဦးတဲ့အပေါ်အလွန်အမင်းမိခိုးနေရတယ်။ပေါ်တူဂီအသင်းကတော့ခရစ္စတီယာနိုရိုနယ်ဒိုအပေါ်အများကြီးမိခိုးနေရတယ်။အီတလီအသင်းမှာတော့မာဒီနီသို့မဟုတ်ပီယာလိုလိုကန်ထွင်ကစားသမားတွေမရှိတော့ပါဘူး။နယ်သာလန်အသင်းဟာလှပတဲ့ဘောလုံးကိုကစားနိုင်ပေမဲ့အဆုံးသက်ပိုင်းမှာတော့အားနည်းနေစေပါအင်္ဂလန်အသင်းမှာအရေးချင်းရှိသူတွေပြည့်နေနေပေမဲ့အရေးကြီးတဲ့အချိန်တွေမှာတော့စွမ်းဆောင်ရည်ကျဆင်းသွားလေရှိတယ်အာဂျင်တီးနားအသင်းဟာတခါတရံမက်ဆီရဲ့မော့ဆန်မှုအပေါ်မိခိုးနေရတယ်ဘရာဇီးအသင်းမှာအားကောင်းတဲ့တိုက်စစ်ရှိပေမဲ့သူတို့ရဲ့ခံစစ်ကတော့အားနည်းပါတယ်ခရိုအေးရှားအသင်းရဲ့ရွှေရောင်မျိုးဆက်ဟာအသက်ကြီးလာပြီဖြစ်ပြီးမျိုးဆက်တွေကတော့သူတို့ကိုသူတို့အပြည့်အဝအသက်သေမပြနိုင်သေးပါဘူးအမေရိကန်အသင်းဟာလည်းသူတို့ရဲ့အရှိန်အဟုန်နဲ့ကြန့်ခိုင်မှုရှိပေမဲ့ဘူရီချီပွဲကောင်းတွေမှာအတွေ့အကြုံနဲ့ဘားတဲ့တိုင်ကိုခန်းနေရဆဲဖြစ်ပါတယ်။ဒါပေမဲ့လုံးဝအားနည်းချက်မရှိတဲ့အမျိုးသားလက်ရွေးစင်အသင်းတစ်သင်းရှိပါတယ်။အကောင်းဆုံးတိုက်စစ်အကောင်းဆုံးကွင်းလယ်နဲ့အတောင်တင်းဆုံးခန်းစစ်ကိုပိုက်ဆိုင်ထားတာပါ။အဲ့ဒါကဘရာဇီးမဟုတ်သလိုအာဂျင်တီးနားလည်းမဟုတ်ဘူးပြင်သစ်လည်းမဟုတ်ပါဘူး။အဲ့ဒီအသင်းရဲ့နာမည်ကိုသိချင်တယ်ဆိုရင်တော့တင်ကီးပုံမှာ Best National Team in the World လို့ရိုက်ထည့်ပြီးဘာထလာမလဲဆိုတာကိုကြည့်လိုက်ပါ။